ကိုတူဦးတယောက်တည်းပျော်ရွှင်ရဖို့အတွက်နဲ့တခြားလူတယောက်ကနာကျင်နေရမယ်ရှင်မတစ်ခုလုံးကြေကွဲဆွနေပြီးခံစားနေရမယ်ဆိုရင်အဲ့ဒီပျော်ရွှင်မှုကဘယ်တော့မှမတန့်ရှင်းဘူးနော်တချို့ကရှိတယ်ဗျကိုပျော်ရွှင်ရဖို့အတွက်လေသူတစ်ပါးရဲ့မိသားစုတွေဘယ်လောက်ပဲထိခိုက်နေနာပါစေမျက်ရည်ကိုဒူးနဲ့ပဲတုံနေရပါစေကိုပျော်ရရင်ပြီးရောဆိုတဲ့တကိုယ်တဲ့အတ္တဓမ္မပျော်ရွှင်မှုကိုဖန်တီးတဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကဘယ်တော့မှမခိုင်ရဲဘူးမကြရှိဘူးသူတစ်ပါးမျက်ရည်ကနေလာတဲ့စီးဆင်းလာတဲ့ဖန်တီးလိုက်တဲ့ဝက်ဆိုတဲ့ကံကြမ္မာကြီးကကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုရှေ့ရှေ့မတည်မြဲစေပဲသူတစ်ပါးလိုပဲကိုပြုတ်လိုက်တဲ့လူလိုပဲတဖန်ပြန်ပြီးမှကိုယ့်အလက်မှာပူလောင်စေရတတ်တယ်ငိုကြွေးစေရတတ်တယ်အဲ့ဒါကြောင့်မလို့သူတစ်ပါးစီကလူယူပြီးမှဖန်တီးမှရလာတဲ့ပျော်ရွှင်မှုကိုဘယ်တော့မှမမှန်မောမိပါစေနဲ့ဘယ်တော့မှလည်းမလို့ယူမိပါစေနဲ့သူများမိသားစုတွေသူများရဲ့ဘဝတွေသူများရဲ့အိမ်မက်တွေသူများရဲ့စီးစိမ်တွေဥစ္စာတွေသူများရဲ့ဆက်ဆက်ရအမှန်တမျှပေါ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးမှဆက်နွယ်ပြီးမှရလာတဲ့ပျော်ရွှင်မှုကမကောင်းပါဘူးစစ်မှန်တဲ့ပျော်ရွှင်မှုတစ်ခုဆိုတာလေသူတစ်ပါးလည်းပျော်ရွှင်ရမယ်ကိုယ်လည်းကျင့်နိုင်ရမယ်အဲ့ဒါမှတကယ်စစ်မှန်တဲ့ပျော်ရွှင်မှုအစစ်သူလည်းဝမ်းသာကိုယ်လည်းရှင်ပြုံးဆိုတဲ့သဘောပေါ့လေအဲ့ဒါကြောင့်မို့ပျော်ရွှင်မှုတစ်ခုကိုဖန်တီးမဲ့ဆိုရင်တစ်ဖက်လူကိုလည်းကြည့်ပေးပါငါရိုက်ယူလိုက်တဲ့ပျော်ရွှင်မှုကတစ်ဖက်လူကနာကျင်စေလားထိခိုက်စေလားသူလည်းကိုယ်နေသူပျော်ရွှင်စေလားဆိုတဲ့ကိုချင်းစာစိတ်လုံးနဲ့ဖန်တီးကြပါကိုလိုအပ်ချက်တစ်ခုတည်းနဲ့ကိုပျော်ရွှင်မှုအတွက်နဲ့တော့တစ်ဖက်သားလူကိုနင်းချေလိုက်ရတာမျိုးတစ်ဖက်သားရဲ့ဘဝကိုဖျက်ဆီးလိုက်ရတာမျိုးအဲ့လိုပျော်ရွှင်မှုကိုဘယ်တော့မှမလုပ်မိပါစေနဲ့